ဝကတယောက်တည်းပါပဲဘဝဟာတယောက်တည်းပဲဆိုတဲ့အမှန်တရားဟာခါသက်ပြီးပဲမှန်ကန်ပါတယ်ဘေးနာကလူတွေဆိုတာတင့်ကိုအကူအညီအထောက်ပံ့တစ်ခုပြုထားကြုံသာဖြစ်ပြီးတကယ်တမ်းဘဝမှာရှင်သန်ရမှာကတင့်ကိုယ်တိုင်ပါပဲမိသားစုဆိုတာလေဝေးကွာရတဲ့အချိန်ဆိုတာရှိတာအောင်မှာတငယ်ချင်းဆိုတာလေကိုလန်းကိုရှောက်ရတဲ့အချိန်ဆိုတာရှိတာမှာချစ်သူရည်သားဆိုတာလေလမ်းခွဲသွားနိုင်တယ်တကယ်တမ်းလောကမှာဘယ်သူမှမကြံနေရင်တောင်တင်မဲကြံနေမှာပါဒါကြောင့်မိမိကိုယ်ကို focus လုပ်ထားပါစိတ်ဓာတ်ပိုင်းဆိုင်ရာမှာဖြစ်စေဘဝရည်တည်ရေးမှာဖြစ်စေကိုယ့်ခြေထောက်ပေါ်ကိုရည်တည်နိုင်တဲ့အလောက်အကင်ဝင်ငွေပညာအရေးချင်းလောကကြီးကိုရင်ဆိုင်နိုင်တဲ့စိတ်ဓာတ်တယောက်တည်းရည်တည်နိုင်မှုအလေးအကျင့်စတာတွေကိုတင်ကိုယ်တင်ပုံသွင်းထားပါ focus လုပ်ထားပါဒါကြောင့်မိမိကိုယ်တိုင်ရှင်သန်တတ်အောင်အရင်ကြိုးစားပါဘဝရည်တည်ရေးကိုဦးစားပေးပါမိမိအစွမ်းအစကိုမြင့်တင်ပါကိုယ့်ဘဝကိုအရင်ဆုံး focus ထားပါငါဘယ်လိုအလုံးမျိုးနဲ့အတန်မွေးမယ်ငါတော့ဘဝကိုဘယ်လိုပုံစံမျိုးနဲ့ရှင်သန်ရည်တည်မယ်ကိုယ်ပိုင်ဝင်ငွေတစ်ခုခိုင်မာနေအောင်ကြိုးစားမယ်စတဲ့မိမိကိုယ်မိမိဘဝကိုပဲအရင် focus ထားပါမိမိပန်းနိုင်တွေစီကိုရအောင်သွားပါဒီစာသူလေးကတော့စာရေးဆရာမှာနေပဲရေးသားထားတဲ့တဘဝသာတာဝန်များဆိုတဲ့စာအုပ်ထဲကထုံးလုပ်ထားတာဖြစ်ပါတယ်မိတ်ဆွေတို့လည်းဒီလိုမျိုးစာသူလေးဒီလိုမျိုးစိတ်ခွင့်အားဖြစ်စေတဲ့စာသူလေးတွေကိုကြိုက်နေတဲ့တဲ့ဆိုရင်စာရေးဆရာနေပဲရဲ့တဘဝသာစာတာဝန်များဆိုတဲ့စာအုပ်ကိုဝယ်ယူဖတ်ရှုအားပေးလိုက်ပါလို့ recommend ပေးပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ